One, two, three. Hello everyone. အားလုံးပဲမင်္ဂလာပါဆိုတော့ဒီ video မှာကျတော့ challenge လေးတစ်ခုလုပ်မှာဖြစ်ပါတယ်။အဲ့ဒါကဘာသာစကားတစ်ခုလေ့လာဖို့ဖြစ်ပါတယ် language တစ်ခုပါOkay, let's start today's challenge. I'm very excited, guys. ဆိုတော့စပိန်စကားလေ့လာမှာဖြစ်ပါတယ်။အဲ့ဒီစပိန်စကားကအေးဆိုလွန်ခဲ့တဲ့3နှစ်လောက်ကလေ့လာခဲ့တယ်။မလေ့လာတာလည်းတော်တော်လေးကြာသွားပြီ။မလေ့ထတာလည်းတော်တော်လေးကိုမှကြာသွားပြီ။ I'm gonna learn this language Spanish Spain လေ့လာမှာဖြစ်ပါတယ်။ဆိုတော့okay စောင့်ကြည့်ပေးကြပါအောင်။ဒါကကြတော့လွန်ခဲ့တဲ့တစ်နှစ်ကဝယ်ထားတဲ့စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကအဲ့ဒီ6လအပြီးစပိန်စကားလေ့လာမယ်ဆိုပြီးတော့ဝယ်ထားတာဖြစ်ပါတယ်။အဲ့ဒါကကြတော့ Complete Spanish Grammar. Wow. There's so many grammar rules to learn actually. ဆိုတော့6လနဲ့အပြီးဒီစာအုပ်ကိုဖြတ်မယ်ဆိုပြီးတော့ဝယ်ခဲ့တာလောက်လေ့လာဖို့ကျန်ပါသေးတယ်။ Oh my gosh. အဲ့လိုစပိန်စကားကြတော့နေ့တိုင်းမလေ့လာဖြစ်ပါဘူး။ဒါပေမဲ့ဒီနေ့ကတော့လေ့လာဖို့ကြိုးစားပါမယ်။ဒီမှာကျတော့ vocabulary လေးတွေမှတ်ထားဖြစ်ပါတယ် some phrases တွေ phrases အရေးကြီးတဲ့စကားလုံးတွေမှတ်ထားဖြစ်ပါတယ် like wow အဲ့ဒီ vocabulary တွေစကားလုံးတွေကကျတော့အများကြီးပဲမှတ်ထားတယ်ဒီမှာဆိုရင် highlighter တွေနဲ့ပါရောအကုန်မှတ်ထားတယ် need to practice more ဒီမှာကျတော့စပိန်စကားလုံးလေးတွေပါအကုန်လုံးကတော့စပိန်စကားလုံးတွေအကုန်လုံးမှတ်ထားပါတယ် and learn Spanish စပိန်ဘာသာစကားကကမ္ဘာပေါ်မှာအလွယ်ကူဆုံးဘာသာစကားတွေထဲမှာပါပါတယ်English ကလည်းလွယ်တယ် Spain ကလည်းလွယ်တယ်ဒါပေမဲ့အေးဆိုအတွက်တော့အရန်လွယ်တဲ့ထဲမှာမပါပါဘူးတချို့သူတွေအတွက်တော့ Spain ဘာသာစကားက so easy ပါပဲ3လနဲ့လေးလာတာနဲ့တက်တယ်ဒါပေမဲ့ you know like grammar rules တွေကခက်ခဲတယ် English ထက်နည်းနည်းလေးခက်တဲ့ grammar တွေကအဲ့ဒီအေးဆိုလွန်ခဲ့တဲ့တစ်နှစ်က R sound ကိုလေ့ကျင့်ခဲ့တယ်အဲ့ဒီ R sound က R I am getting the hang of it and I feel happy about it guys because I had to practice this like one whole month for the whole month which is a lot you know to just practice one sound it should be a month oh ကျတော့အခုကကျတော့Espanol con Ali လို့ခေါ်တဲ့ Spain channel ကနေပြီးတော့လေ့လာမှာဖြစ်ပါတယ် Espanol con Ali ကကျတော့ Mexico စပိန်ကိုသင်ပေးတာဖြစ်ပါတယ် Mexican Spanish ပါ Mexico မှာအသုံးပြုတဲ့စပိန်ဘာသာစကားကိုသင်ပေးတာဖြစ်ပါတယ်ဆိုတော့ let me show you guys ဒီ channel လေးဖြစ်ပါတယ် Espanol con Ali အဲ့ဒါကကျတော့ blog လေးပေါ့နော်ဒီနေ့ကကျတော့ blog နဲ့လေ့လာမယ်I just cleaned my house. So it's time to start learning. And right here, ဒီမှာကျတော့စကားလုံးလေးတွေမှတ်ထားတာပါ။အရင်တစ်ခါကလေ့လာခဲ့တဲ့စကားလုံးလေးပါ။ Las comparaciones son lo peor. Las comparaciones son veneno. ¿Qué se parece? ¿Qué se parece de estas dos cucharas? Las comparaciones son lo peor. အဲ့ဒါကြတော့နိုင်ရှင်ချင်းကအဆိုးဆုံးပဲလို့ပြောတာပါ Las comparaciones son lo peor. Okay. အခုလေ့လာမယ့် blog လေးကကြတော့ supermarket blog ပါ learn Spanish at the supermarket ဆိုတဲ့ blog လေးဖြစ်ပါတယ် supermarket မှာသုံးလို့ရတဲ့စပိန်တွေကိုလေ့လာမှာဖြစ်ပါတယ်စပိန်စကားလုံးပါဒါကကြတော့ဒီနေ့လုပ်မယ့်အရာတွေဖြစ်ပါတယ်goals တွေပါ basically I have 3 goals for today so the first one is learn 50 new words စကားလုံးအလုံး50လေ့လာမယ် Spanish videos Spain လို့ videos လေးတွေကြည့်မှာဖြစ်ပါတယ် and use Spanish in real life okay let's go este es un carrito cart carrito is a cart it's called cart shopping cart guardar las cosas y que no tengas que cargar con todo. Frutas, salchichas
supermarket မှာသုံးလို့ရတဲ့စကားလုံးအချို့ကတော့လေ့လာပွားပါပြီအခုကတော့ဒီရုပ်ပုံလေးကိုဖော်ပြဖို့ကြိုးစားမှာဖြစ်ပါတယ် Okay so let's do it and this picture ဒီပုံထဲမှာမြင်ရတာကျတော့လူတွေအများကြီးမြင်ရတယ်okay so မြန်မာလိုလေးပြောပြီးတော့စပိန်လိုဘာသာပြန်ဖို့ကြိုးစားကြည့်ပါမယ် En la imagen hay muchas personas ကျတော့ရာသီဥတုကောင်းမှုပါတယ်အဲ့ဒါကို hace buen tiempo and က telephone ပေါ်မှာစကားပြောနေပါတယ်ဆိုတော့ En está hablando por teléfono. En está hablando por teléfono. 还有အလယ်မှာကျတော့ Fred ရှိရယ် En el centro Fred va en bicicleta. Susie camina con una bolsa. အဲ့လေးနဲ့လမ်းရှောင်ရယ် Susie camina con las bolsa နောက်တစ်ခုကကျတော့ Sam ကတကားနာမှာ Sam está en la puerta y saluda Ruby ကစာဖတ်နေတယ် Ruby está leyendo hay dos gatos Bars y Monty Bill toca la trompeta eso se llama trompeta y todos están ocupados y la calle es muy viva todos están ocupados es un día bonito y todos parecen felices everyone looks happy ဘာသာစကားတစ်ခုလေ့လာနေရင် speaking လေ့ကျင့်ဖို့အရေးကြီးပါတယ် to practice speaking yeah it is essential to practice your speaking ဆိုတော့ speaking လေ့ကျင့်ရင် pictures ရုပ်ပုံလေးတွေကိုဖော်ပြပြီးတော့လည်းလေ့ကျင့်လို့ရပါတယ် English စာလေ့လာရုပ်ပုံလေးတွေကို English လိုပြောကြည့်ပါအဲ့ဒါက speaking ကိုတိုးတက်စေပါတယ်ရုပ်ပုံလေးကိုလည်းဖော်ပြဖို့ကြိုးစားခဲ့ပါတယ် blog လေးလည်းကြည့်ပြီးသွားပါပြီနောက်ပြီးတော့စပိန်သချင်းလေးလည်းနားထောင်ခဲ့ပါတယ် Okay so အဲ့ဆိုစပိန်စကားလေ့လာဖို့ဆိုပြီးတော့အသုံးပြုတဲ့ channels တွေ applications တွေကတော့အများကြီးရှိပါတယ်အဲ့ဒီပထမတစ်ခုကကျတော့ My Daily Spanish ဆိုပြီးတော့ရှိပါတယ် Spanish podcast တွေလည်းတစ်ခါတလေနားထောင်ဖြစ်ပါတယ်အများဆုံးကတော့ Español con Ali ဆိုတဲ့အခုကြည့်ခဲ့တဲ့ channel ကနေပြီးတော့လေ့လာတာများပါတယ် My like Butterfly Spanish Español con Ali Español con Juan German Spanish နောက်ပြီးတော့ Duolingo လည်းသုံးပါတယ်နောက်ထပ် channels တွေကတော့အများကြီးရှိပါတယ်တကယ်လို့ကြည့်ရှုတူကလည်းစပိန်စကား Spanish လေ့လာနေရင်ဆိုရင်အဲ့ဒီ channels တွေသွားကြည့်လို့ရပါတယ်ဟိုကတော့3နာရီကျော်သွားပါပြီဘယ်တော့စလေ့လာခဲ့လဲဆိုတော့9နာရီဝန်းကျင်လောက်ပါအခုကတော့3နာရီလောက်ကျော်သွားပါပြီဒီနေ့ကတော့ဒီလောက်ပါပဲမနေ့ပြန်လဲလေ့လာဖို့ကြိုးစားပါမယ် or try to be consistent with learning Spanish ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် Okay I'll see you in my new videos နောက် video တွေမှာတွေ့ပါမယ် Vemos y adiós bye